မော်လမြိုင်မြို့မှာရှိတဲ့ကျောင်းသားတိုင်းကလေးတိုင်းအင်္ဂလိပ်ဘာသာစကားကိုကျွမ်းကျင်အမြန်ဆုံးအထီရောက်ဆုံးတင်နန်းတက်ချင်တဲ့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့မော်လမြိုင်မြို့မှာဆရာအင်္ဂလိပ်တင်ကြားပေးတဲ့အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုတင်တန်းရှိပါတယ်ဒီတင်တန်းရဲ့အားသာချက်ကတည်ပြီးသားဖြစ်ပါတယ်ယနေ့ခေတ်က AI ခေတ်ဖြစ်တဲ့အတွက်ကြောင့် AI နည်းပညာကိုအသုံးချပြီးတော့တင်ကြားမှာဖြစ်တဲ့အတွက်ကျောင်းသားတယောက်ချင်းစီရဲ့လိုအပ်ချက်အားသာချက်အားနည်းချက်ကိုမြန်မြန်ဆန်စစ်ဆေးနိုင်ပြီးတော့ပို့ပြီးတော့တိုးတက်အောင်အမြန်ဆုံးတင်ကြားပေးမှာဖြစ်ပါတယ်အင်္ဂလိပ်ကကြတော့ဒါကျောင်းသားဆိုမူလတန်းအလယ်တန်းအထက်တန်းတက္ကသိုလ်ဘွဲရဒါတွေအကုန်လုံးကကြတော့ပြည်တွင်းပြည်ပမှာလောက်တာပဲဖြစ်ဖြစ်ကျောင်းတက်မှာဖြစ်ဖြစ်အင်္ဂလိပ်ဘာသာစကားကမရှိမဖြစ်လိုအပ်ပါတယ်အင်္ဂလိပ်ဘာသာစကားကိုလေ့လာတဲ့အခါမှာကျောင်းနေမှာကြတော့ဒီ subject တွေနဲ့သင်ရပြီးတော့တကယ်အလုံးငန်းခွင်ဝင်တဲ့အခါမှာသူတို့ရှိသွား language အနေနဲ့ဒီဘာသာစကားဖြစ်တဲ့အတွက်ကြောင့်ဘာသာစကားအနေနဲ့ပြောနိုင်ဖို့အတွက် for skill speaking listening reading writing grammar အကောင်းလုံးကိုသင်ကြားပေးမှာဖြစ်ပါတယ်ဒါကြောင့်မော်လမြိုင်မှာရှိတဲ့ကလေးတိုင်းကျောင်းသားတိုင်းကဒီ English ကိုအမှန်တကယ်တိုးတက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဆရာကိုယ်တိုင်တင်ကြားပေးတဲ့ English တင်တန်းကိုတက်ရောက်ဖို့တော့ဖိတ်ခေါ်ချင်ပါတယ်တင်တန်းတက်ခြင်းနဲ့ဆိုရင် comment မှာမေးလို့ရတယ် messenger မှာမေးလို့ရတယ်ဖုန်းဆက်ပြီးတော့လည်းမေးလို့ရတာပေါ့နော်ဘုံကကြတော့39926339ကိုအခုပဲဆက်သွယ်ပြီးတော့တက်ရောက်နိုင်ပါတယ်စံတက်နေတဲ့ကလေးတွေအတွက်ကကြတော့စနေတနင်္ဂနွေကျောင်းပိတ်ရက်ပေါ့နော်တက်လို့ရပြီးတော့ကျောင်းမတက်တဲ့သူတွေအားကြတော့ဒီဂျာရက် Monday to Friday ကိုလည်းတင်တန်းနေပို့ချပေးတာဖြစ်ပါတယ်တင်တန်းလည်းတက်လို့ရမော်လမြိုင်မှာရှိတဲ့ကလေးဆိုရှင်ကိုယ်တိုင်လာတက်လို့ရတယ်ကိုယ်တိုင်လာမတက်နိုင်တဲ့ကလေးအဝေးကကျောင်းသားတွေ address ဆိုလို့ရှင်နော် online တင်တန်းလည်းစီစဉ်ပေးထားပါတယ်စာအုပ်ဆိုဆရာဝန်ထုတ်ထားတဲ့ English grammar စာအုပ်တွေမျိုးရှိတယ်တခြားနိုင်ငံကတော့ဒီတင်တန်းကျောင်းတောင်း grammar စာအုပ်တွေအများကြီးရှိပါတယ်ဒါကြောင့်မလို့ English ကိုအမှန်တကယ်သူတက်ချင်တဲ့ဒီအရင်တင်ကြားတဲ့နီးစနစ်နဲ့အစမပြေပဲနဲ့အခု AI နည်းပညာနဲ့သုံးချပြီးတော့တင်တန်းတက်ချင်တယ်ဆိုရင်တော့ဒါဒီဆရာအောင်ကတော့တင်းအတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်ယနေ့ခေတ် AI ခေတ်ဖြစ်တဲ့အတွက်ကြောင့်ညီတူမဆိုကျောင်းသားတိုင်းဆရာတိုင်းဆရာဝန်အင်ဂျင်နီယာစသဖြင့်လုပ်ငန်းရှင်တိုင်းအနုပညာရှင်တိုင်း AI ကိုမရှိမဖြစ်လိုအပ်ပါတယ် AI တခုထဲမှာ AI ရောကိုယ့်ရဲ့ over ဉာဏ်ရည်ရောအသုံးချပြီးတော့ကိုယ့်ရဲ့ဘဝတိုးတက်ဖို့အတွက်ကတော့ AI ကမရှိမဖြစ်လိုအပ်ပါတယ်ဒါကြောင့်ဒီတိုင်းတက်တဲ့အခါမှာ AI ကိုကျွမ်းကျင်တက်မြောက်ထားတဲ့ဆရာစီမှာတက်မှာအကျိုးရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့တင်တဲ့ channel စီဒီ comment မှာအခုပဲနောင်တမရအောင်ဒီလိုအသေးစိတ်ဖြစ် channel ဆိုဖုန်းဆက်ပြီးတော့မေးလို့ရတယ် messenger မှာလည်းမေးလို့ရတယ်เนาะmessenger မှာမေးပြီးတော့ကိုတိချင်တာတွေကိုတခုကိုမေးလို့ရပါတယ် English ဆိုလို့ရှိရင်ကျောင်းသားတွေအတွက်မူလတန်းအလယ်တန်းအထက်တန်းတက္ကသိုလ်ဝင်တန်းဖြည့်တဲ့အခါမှာအမှန်မြန်ပြဖို့ဆိုရှင် English foundation ကောင်းရဖို့အတွက်ကလိုအပ်ပါတယ်ဒီနေ့ဆရာပေါ်မှာလည်းလိုအပ်တယ်ကျောင်းသားပေါ်မှာလည်းလိုအပ်ပါတယ်ဒါကြောင့်အင်္ဂလိပ်ဘာသာစကားကိုတက်ချင်နေစဉ်အခုပဲဆက်သွယ်ပါလို့ပြောချင်ပါတယ်နားမလည်လို့ရှိရင်ဖုန်းဆက်မေးလို့ရတယ် Messenger မှာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်